မင်္ဂလာပါရှင်ကျမကတော့တခုလက်အိမ်ထောင်ကွဲထားတဲ့မမမေပဲဖြစ်ပါတယ်ရှင်ဒီတစ်ခေါက်မမမေပြောပြချင်တာကတော့မေတို့လိုတခုလက်အိမ်ထောင်ကွဲတွေကိုဘယ်လိုဆွဲလန်းအောင်ချစ်ပေးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တခုလက်မမကြီးတွေကိုအိပ်ရာထဲမှာစိတ်ကြပြီးချစ်စရာညီကိုလေးတွေကိုဆွဲသွားစေခြင်းရင်ဒီ၃ချက်ကိုမှတ်ထားပြီးဆောင်ရွက်ကြည့်ပါရှင်အစဉ်သင်းဖြစ်ရင်စပြောပါတော့မယ်ယုံကြည်မှုနဲ့ဆွဲဆောင်တဲ့ပုံစံပြပါမမကြီးတို့ကယုံကြည်မှုရှိတဲ့ယောက်ျားတွေကိုအယမ်းသဘောကျတယ်မင်းတို့ရဲ့မျက်လုံးထဲမှာငါမင်းကိုအပိုင်သိမ့်မယ်ဆိုတဲ့အကြည့်မျိုးထားပါစကားပြောရင်မမကဒီလောက်ဆွဲဆောင်နိုင်တာဘယ်လိုလုပ်တာလဲဆိုပြီးနည်းနည်းဆွေးဆောင်တဲ့လေတံနဲ့ပြောကြည့်ပါလားဒါပေမဲ့အလွန်ကြုံမလုပ်ပါနဲ့မဟုတ်ရင်ငါတို့မမတွေထွက်ပြေးကုန်လိမ့်မယ်ရှင်နှစ်ထိတွေ့မှုနဲ့မီးပွားထစေပါထိတွေ့မှုကမမကြီးတို့ရဲ့စိတ်ကိုဖွင့်ပြနိုင်တဲ့တောချက်ပါပဲ။စကားပြောရင်မမတို့ရဲ့လက်မောင်းကိုဖြည်းဖြည်းချင်းထိလိုက်မဟုတ်နီးကပ်နေရင်ခါလေးကိုပေါ့ပပဖတ်လိုက်လို့တာကလည်းစိတ်ကိုမယိုမရွဖြစ်စေပါတယ်။မွေးတဲ့ရေမွေးနဲ့မမတို့အနာကပ်လာရင်တော့မမတို့ရဲ့စိတ်ကအလိုလိုပဲမင်းရဲ့ရေမွေးရဲ့ကြားဆန်တဲ့ဆွဲဆောင်မှုကမင်းတို့ဘက်လှည့်ပတ်လာလိမ့်မယ်။ဒီလိုလေးတွေကအိပ်ရာထဲရောက်ဖို့မီးပွားထားစေပါတယ်။၃ရိုးသားပြီးရဲတင်းစွာဖွင့်ဟာပါအိပ်ရာထဲရောက်ရင်ရှက်မနေပါနဲ့တော့ကိုတို့ရေငါမင်းကိုဒီလိုလုပ်ပေးခြင်းနဲ့ဒါမှမဟုတ်မင်းပါလုပ်ခြင်းလဲဆိုပြီးရှင်းရှင်းပြောလိုက်ပါမမကြီးတို့ကရှက်တတ်တဲ့သူထက်ရဲရဲဝံ့ဝံ့ပြောတတ်တဲ့သူကိုပိုသဘောကျပါတယ်ရှင်ဒါပေမဲ့ကျမတို့ရဲ့သဘောဆန္ဒကိုအမြဲလေးစားပါသဘောတူညီမှုရှိရင်ပဲအရာအလုံးမီးရှံထားပြီးမင်းကိုဆွဲသွားစေမယ်ကဲရီနီလန်၃ချက်နဲ့မမကြီးတို့ရဲ့နှလုံးသားနဲ့စိတ်ကိုဖန်ဆားကြည့်ပါ။ဘာထပ်သိကျင်ကြသေးလဲ။အဆုံးထိနားထောင်ပေးတဲ့အတွက်မမမေကကျေးဇူးအရမ်းတင်ပါတယ်။နောက်ထပ်တင်တာလေးတွေသိရအောင် channel လေးကို subscribe လေးလုပ်ပေးထားအောင်နော်။